အခုကတော့မမဝိုင်းတာဝန်မနေရဲ့တဲအောင်လေးနေကြရီဆိုလို့ရဲ့ဆက်ရောက်ကိုရောက်နေပြီတဲအောင်လေးကို surprise လေးတိုက်တော့မယ်တုံတုံလေးလည်းပါလာတယ်အေးမမဝိုင်းလို့ surprise တိုက်မယ်ဗီဒီယိုလေးကိုဆက်လိုက်ကြည့်နေနော် let's go ကြမယ်ဝါ happy birthday oh my god ချက်စရာလေးကိုအမလေးဝတ်ရှင်နေတော့ဝါ happy birthday နော်တုံတုံလေးတော့ပါလာတယ်နော်အဲ့ဒီမှာ surprise လက်ဆောင်ပစ္စည်းတွေကဲအခုဆိုရင်ဘယ်နှစ်ပြည့်ပြည့်သွားပြီနော်ခုနှစ်တောင်မှပြည့်သွားပြီနော်တယောက်လေးရဲ့မွေးနေ့ကိုဘယ်လို surprise တိုက်လိုက်တာတော့လားရအမနဲ့ဗာနဲ့အောင်တွေ့လားဟုတ်ကိုလည်းပါတယ်နော်ဟုတ်တယ်နော်ကိုလားလားကိုလားကိုချစ်တာနော်တအားတော့စောင့်ပေးနေအောင်ပါလေနော်တယောက်လေးကိုနော်တော်တော်ချစ်တာရှင်ကုန်နေလားရှင်ကုန်နေပြီအချောလေးနော်ဟေးတကယ်ချောလိုက်ပါမလေးဘသူပြင်ထားပေးရတော့အမအိမ်ပြင်တဲ့တယ်တော့ခံလို့ကိုပါဆက်ဖဲတော့မမဝိုင်းရသိမ့်ပေးအောင်နော်အော်ဒီနေစီလာတော့ကြလာတယ်သူကစကန်နဲ့သူကလာမှာနော်ကြည့်နော်အေးခွဲနော်အထက်မှာဘိုက်ပါမယ်ထင်လဲမတူမှန်းကြည့်လို့မတူဘူးဆိုတော့ပြန်သွားလိုက်တော့မယ်လို့ထဲမှာဘိုက်ပါမယ်လို့ထင်လဲဖေဖေနဲ့မေမေကအမားနဲ့အဘာနဲ့ဘာပါမယ်ထင်လဲတခုတော့မှန်းကြပူဇာထားတယ်ဆိုဘာလို့ပူဇာထားရလဲပြောပြအောင်လို့ဟောဒီတစ်ခုလည်းပဲပူဇာထားတာဟောကစ်ချန်တက်တစ်ခုပဲပူဇာထားတာဒါဆိုရင်တော့ဒါကတော့ဘာဘာထည့်ထားမလဲမသိဘူးပေါ့အမားသားတို့ကတဲလုံးလေးပေးချင်တဲ့ပစ္စည်းတွေထည့်ထားတာပေါ့ဒါဆိုရင်ဟုတ်လားဒီလိုဒါဆိုရင်တော့လူမစမ်းလို့တော့မှာပေါ့သူတော့ခွာတော့3 2 1အိုးမမဝိုင်းရဲ့စိတ်ကလေးနော်နော်ပေါ့အိုးတဲ့ဘာလေးကိုရင်ထုတ်ချင်လဲဒါဒီ blind box နော် blind box ဝါအချီတော့မိဟို blind box ရောတော့ကြလားပြေးပါမယ်နော်ကဲကျွန်တော်တိုက်လိုက်ပါသူကလေ blind box လို့မိုးလေးကစက်ကွေးရှိတဲ့ရင်ကုန်ကနေဖောက်အောင်ပါဒါ YouTube ကရန်ကစားနေတဲ့ damage special လေးပါမီးတော့ရှောအဲ့လိုက်တော့အိဆက်ပြီးတော့လေဘလို့ရွဲပြီးတော့အိပြီးတော့အဲ့လိုတန်းလေးနေကြလေးကလေးဟာဒါရင်ဖောက်မလားဒါလေးရင်ဖောက်မလားရုပ်ကြီးအသေးလေးကိုရင်ဖောက်မယ်โอเคနောက်ကလည်းမမြင်ရပါဘူးမှောက်နေတဲ့အတွက်ကြောင့်ပေါ့နော်โอเคရင်ခုန်နေပါပြီ3 2 1ကောရောင်ရချက်စရာလေးပေါ့ဒီလေးလေးရောင်လေးလားလို့ဒီကလာလေးနဲ့တူရနော်သူကကြတော့ဒါလေးပါဒီမိုးလေးလာလာဟာ Oh my god လောင်းလိုက်တာညလုံးလိုက်လို့ရတယ်ဗောတော်တော်လေးကိုချစ်စရာကောင်းပြီးတော့ကာလာလေးကကြောင့်လုံးဝ bright ဖြစ်ပါတယ်ရှေးအခုဝင်းနေရ surprise ကိုဖြစ်ရလားပြောရလားပြောတယ်ကဲဒီလိုမိုးပြောအောင်စီစဉ်ပေးအပါအမားနဲ့ကိုရောဘာပြောဦးမလဲကျေးဇူးတင်ပါတယ်လိမ္မာဖြစ်နေပါမယ်ကျောင်းကလည်းတို့ကြပါမယ်စားလေးစားလေးကြိုးစားပါမယ်အေးကွယ်တဲလေးကအနီလေးအေးတယ်တဲ့နော်စိတ်ထားလေးကလည်းကောင်းနေတယ်နော်ကိုကလေးကပါနဲ့မမဝိုင်ပြောပြထားတယ်တိလာလေအေးကွယ်ချစ်တယ်ဟုတ်ကဲ့တာ Happy birthday to you ဒီတခါကတော့မမဝိုင်းကိုရိုင်းတာမွေမှာနေတဲ့တဲအောင်လေးနေဂရီစော်လေးကို surprise လေးတော့တိုက်ပေးရမှာပါဒီနေ့8လပိုင်း18ရက်နေ့မှာကြာရောက်တဲ့တဲအောင်လေးနေဂရီစော်လေးရဲ့9နှစ်ပြည့်မွေးနေ့အတွက်ကိုအရန်ချရတဲ့ဖေဖေမေမေနဲ့ကိုကိုတို့ကဝိုင်းပြီးတော့ surprise လေးတိုက်ထားတာပါသမီးလေးပိုဦးခနေဂရီစော်လေးရေ happy birthday ပါတဲ့သမီးလေးပျော်သွားအောင်လို့တဲ့ဖေဖေမေမေကိုကိုတို့ကဝိုင်းပြီးတော့ဒီ surprise လေးကိုစီစဉ်ထားပေးရပါတဲ့သမီးလေးမွေးနေ့မှာစာနှစ်ပေါင်း100တိုင်အောင်တက်ရှိကျမ်းပါပြီးဘဝမှာလူကျင်တိုင်းမှန်သမျှရပါစေတဲ့ငယ်လေးကအနေအေးပြီးအရန်လိမ့်ပါတယ်သမီးလေးကိုဖေဖေမေမေကိုကိုတို့ကအရန်ချစ်တဲ့အကြောင်းလေးကိုမွေးနေ့အမစကားလေးပါထားပါတယ်အဲတော့လေးကိုမမဝိုင်းရလဲအရန်ကိုချစ်တယ်နော်ပိုးလေးရဲ့မွေးနေ့ကိုမမဝိုင်းဘယ်လိုချစ်စရာကောင်းတဲ့ surprise item လေးတွေယူလာပြီးတော့ surprise လေးလာတိုက်မယ်ဆိုတာကိုဆက်ပြီးကြည့်ပေးနော်